ဒေါက်တာချီချုံမြောင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှာဒုတိယညွှန်ကြားမှုချုပ်ဖြစ်တောင်းထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်ရှင်။ဒီနေ့ကျင်းပပြုလုပ်တဲ့ပွဲရတော့ကျမတို့ဒီရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့နဲ့မြန်မာအာကာသအေဂျင်စီပညာရေးဌာနတို့ပူးပေါင်းဆောင်ရွက်တဲ့အခြေခံပညာကျောင်းသားကျောင်းသူများအတွက်ပကြီးကာတွန်းပိုစတာပြိုင်ပွဲဖွင့်ပွဲခမ်းနားပဲဖြစ်ပါတယ်ရှင်။ဒီဖွင့်ပွဲခမ်းနားဆောင်ရွက်တာနဲ့ညီတူကျမတို့၈နာရီမနက်၈နာရီကနေစပြီးတော့ပကြီးကာတွန်းပိုစတာပြိုင်ပွဲများကိုစတင်ရှင်းပြနေကြပြီဖြစ်ပါတယ်ရှင်။ပကြီးနဲ့ပိုစတာအတွက်ကြတော့ကျမတို့ကပြိုင်ပွဲချိန်3နာရီသတ်မှတ်ထားပြီးတော့ကာတွန်းအတွက်ကတော့ပြိုင်ပွဲဝင်ချိန်2နာရီသတ်မှတ်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။အဓိကကတော့ဒါကျမတို့ဒီအခြေခံပညာကျောင်းသားကျောင်းသူများကနေစပြီးတော့သိပ္ပံပညာရဲ့ထွန်းကားပုံတွေကိုပုံမသိမြင်ခံစားလာနိုင်ဖို့ရယ်အာကာသနည်းပညာစနစ်တွေကိုပို့ပြီးတော့စိတ်ဝင်စားလာဖို့ရယ်ဒီကျောင်းသားကျောင်းသူများရဲ့ပညာသင်ကြားရေးမှာပို့ပြီးတော့ encourage ဖြစ်အောင်ပေါ့နော်ပို့ပြီးတော့ခွန်အားရရှိအောင်စသဖြင့်ပေါ့ဒါကိုနည်းပညာဒီပကြီးကာတွန်းပိုစတာဒီနဲ့ပေါင်းဆက်ပြီးတော့ဆောင်ရွက်တဲ့အခြေအနေဖြစ်ပါတယ်ရှင်ကလေးတွေအတွက်ကတော့ဒီနေ့ပြိုင်ပွဲတွေကျင်းပတာအတွက်ကတော့တကယ်ကိုအကျိုးကျေးဇူးတွေရပါတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျမတို့ပုံမှန်ပေါ့နော်ပကြီးကာတွန်းပိုစတာပြိုင်ပွဲတွေကိုကျမတို့တွေကအခါကြီးရက်ကြီးတွေပေါ့နော်ဒီအထိမ့်မှတ်နေ့တွေမှာပြောင်စုနေ့စသဖြင့်လွတ်လပ်ရေးနေ့အဲ့လိုမျိုးပေါ့လေကျမတို့အထိမ့်မှတ်ရက်ကြီးတွေမှာကျမတို့အမြဲဆောင်ရွက်နေကြဖြစ်ပါတယ်သို့တော့အခုဒီအာကာသပကြီးပြိုင်ပွဲကတော့ဒါကျမတို့အတွက်ပထမဦးဆုံးဆောင်ရွက်ပူတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေကလည်းအရန်ကိုဒီပေါ်မှာဟလာစိတ်လှုပ်ရှားကြပါတယ်ပျော်ရွှင်ကြပါတယ်ဒါအပြင်ကိုကျမတို့အခုဒီနေ့ဖွင့်ပွဲအခမ်းအနားလေးစပြီးတော့ဟောပြောပွဲတွေရှိမယ်ဟောပြောပွဲတွေကလည်းနိုင်ငံတကာပညာရှင်တွေကလာရောက်ပြီးတော့ဟောပြောကြမှာဖြစ်တယ်ပြီးတဲ့အခါမှာနိုင်ငံတကာကဒီအာကာသယာဉ်မှူးတွေအာကာသနည်းပညာဆိုင်ရာပညာရှင်တွေသူတို့နဲ့လည်းထိတွေ့ခွင့်ရတဲ့အပြင်ကိုကျမတို့ကဒီစက်ရုံနည်းပညာကဏ္ဍရဲ့အရေးပါပုံနဲ့ဒီနည်းပညာကိုမိတ်ဆက်တဲ့သဘောတဘာဝတွေကိုလည်းကျမတို့ကျောင်းသားကျောင်းသူတွေကလေ့လာကြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားကျောင်းသူများရဲ့ပညာဆက်လက်သင်ကြားရေးမှာတကယ်ကိုအားဖြစ်စေပါတယ်ရှင်စုစုပေါင်းပြိုင်ပွဲဝင်အားလုံးကတော့ကျမတို့အားလုံး6000နီးပါးရှိပါတယ်ရှင်။ကဲပြိုင်ပွဲကတော့ကျမတို့စုစုပေါင်း3ရက်ကျင်းပမှာဖြစ်ပါတယ်။ပထမရက်မှာတော့ဒီ28ရက်နေ့မှာတော့အထက်တန်းဆင့်ကျောင်းသားကျောင်းသူများပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်။28ရက်နေ့မှာတော့မူလတန်းဆင့်ကျောင်းသားကျောင်းသူတွေပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်။တရက်နေ့မှာတော့ဒါအလယ်တန်းဆင့်ကျောင်းသားကျောင်းသူတွေပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်။ဒါကလေကျမတို့လက်ရှိပေါ့နော် grade 5 grade 9ဒါစာမေးပွဲတွေဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့စာမေးပွဲပြီးတဲ့ရက်ကလေးနဲ့ချိန်ပြီးတော့ကျောင်းသားကျောင်းသူတွေပါဝင်နိုင်အောင်လို့စီစဉ်ဆောင်ရွက်ထားတဲ့အခြေအနေမျိုးဖြစ်ပါတယ်ရှင်โอเคကျွန်တော်ကတော့ဒီမြန်မာကသား agency မှာလက်ထောက်ကလေးကယာရုနဲ့တာဝန်ထမ်းဆောင်နေတဲ့ဦးကျန်နိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာโอเคဒီကနေ့ကျွန်တော်တို့အချင်းမပြုလုပ်တဲ့ပွဲလေးကတော့ဒါမြန်မာနိုင်ငံမှာပထမဦးဆုံးအကြီးကျယ်အခမ်းအနားဆုံးပြိုင်ပွဲဖြစ်တဲ့ပကြီးပြိုင်ပွဲဖြစ်တဲ့ဒီအာကာသဆိုင်ရာပကြီးကာတွန်းပိုစတာပြိုင်ပွဲကိုကျွန်တော်တို့အချင်းမပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျာဒီပြိုင်ပွဲလေးကိုတော့ဒီဖေဖော်ဝါရီလ29ရက်နေ့ကနေစပြီးတော့မှမတ်လ1ရက်နေ့အထိကျွန်တော်3ရက်တိုင်အကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒီမြန်မာနိုင်ငံရဲ့ပထမဆုံးအကြီးကျယ်ခမ်းနားဆုံးအာကာသဆိုင်ရာပကြီးကာတွန်းပိုစတာပြိုင်ပွဲကြီးမှာဆိုလို့ရှိရင်တော့ဒီပြကန်းတောင်ကနေနဲ့ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျာဒီပြကန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဓိကအပြင်ဒီအပိုင်း3ပိုင်းခွဲပြီးတော့မှဒီကျွန်တော်ခင်းချင်းပြီးတော့မှပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာဒီပြကန်းနေမှာဆိုလို့ရှိရင်တော့ဒီနံပါတ်1အနေနဲ့ဒီ astronomy section ဆိုတဲ့စက်ကြောလာကြီးရဲ့ဖြစ်တည်မှုသမိုင်းကြောင်းတွေကျွန်တော်တို့နေထိုင်တဲ့ solar စနစ်ရဲ့အကြောင်းတွေကျွန်တော်တို့နေထိုင်တဲ့ Milky Way Galaxy ရဲ့အကြောင်းတွေကိုကျွန်တော်တို့ကခင်းချင်းပြီးတော့မှပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာဒုတိယအခန်းဖြစ်တဲ့ဒီ space exploration ဆိုတဲ့ပြကန်းမှာဆိုလို့ရှိရင်တော့လူသားတွေအနေနဲ့ KSS ကနေပြီးတော့မှဒီအာကာသနည်းပညာတွေကိုဘယ်လိုမျိုးစတင်ပြီးတော့မှကြိုးပမ်းခဲ့ကြသလဲဆိုတော့ဒီသမိုင်းကြောင်းတွေလက်ရှိအချိန်မှာဆိုလို့ရှိရင်အာကာသနည်းပညာတွေကဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်နေပြီးတော့မှကျွန်တော်တို့ကိုယ်တိုင်အနေနဲ့ဒီအာကာသတွေကိုတွားရောက်လို့တဲ့အခါမှာဆိုလို့ရှိရင်အာကာသယာဉ်မှုတွေဘယ်လိုမျိုးအတွေ့အကြုံတွေတွေ့ကြုံရတယ်ဆိုတဲ့ဒီအတွေ့အကြုံတွေကိုခန်းစားနိုင်စေဖို့အတွက် VR စနစ်တွေကိုအသုံးပြုပြီးတော့မှကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ရတဲ့ဒီ game လေးတွေနဲ့ဒီကလင်းငယ်လေးတွေကိုကျွန်တော်တို့ကခင်းချင်းပြီးတော့မှပြသထားတာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအခန်းလေးတစ်ခုကတော့ဒါ STEM လို့ခေါ်တဲ့ဒီ science
technology engineering ရဲ့ mathematics ဆိုတဲ့ဒီပြကမ်းမှာဆိုလို့ရှိရင်တော့ကလေးငယ်တွေရဲ့စိတ်ကူးစိတ်သန်းတွေကိုလက်ရှိသူတို့ဘယ်လိုမျိုးလက်တွေ့ဘဝနယ်ပယ်တွေမှာအကောင့်တွေဖော်လို့ရနိုင်တယ်လဲဆိုတော့ဒီအတွေးခေါ်လေးတွေရသွားစီလို့တဲ့ရွေချက်တွေနဲ့ကျွန်တော်ပြကမ်းလေးတွေကိုဆောင်ရွက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကလေးငယ်တွေအနေနဲ့ဒီပြကမ်းတွေကိုလာရောက်ပြီးတော့မှလေ့လာတဲ့အခါမှာဆိုလို့ရှိရင်တော့ရခင်သူတို့အရင်တုန်းကတော့သူတို့ဒီစာအုပ်ထဲမှာဖတ်ခဲ့ရတဲ့အကြောင်းအရာတွေဒီ TV ထဲမှာပဲဒီ movie ထဲမှာပဲကြည့်ခဲ့ရတဲ့အကြောင်းအရာတွေကိုအပြည့်မှာဒါကိုယ်တိုင်ကိုယ်ကျလေ့လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေးငယ်တွေနဲ့အင်မတန်မှစိတ်လှုပ်ရှားပြီးတော့ဒီလေ့လာရတာကိုပြောချင်နေတာကိုလည်းကျွန်တော်တို့ဒါတွေ့မြင်ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီကျောင်းသူကျောင်းသားလေးတွေအနေနဲ့ကျွန်တော်ဒီ25ရက်နေ့ဖေဖော်ဝါရီလ25ရက်နေ့မှာဆိုလို့ကျွန်တော်ဒီရုရှားနိုင်ငံရဲ့ဒီကမ္ဘာတက်တန်းအခြေချဆုံးဒီအာကာသယာဉ်မှုဖြစ်တဲ့Mr. Sergey Krikalev ကဒီကလေးငယ်တွေကိုတွေ့ဆုံပြီးတော့မှဒါစကားပြောခဲ့တာလည်းရှိပါတယ်ဆွေးနွေးပွဲလေးတွေပြုလုပ်ပေးခဲ့တာလည်းရှိပါတယ်ခင်ဗျာအဲ့ဒီဆွေးနွေးပွဲမှာဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့လာရောက်ပြီးတော့မှဒါနားထောင်ကြတဲ့လာရောက်တက်ရောက်ကြတဲ့ကလေးငယ်တွေအနေနဲ့ဒီအာကာသနဲ့ဆိုင်တဲ့အတွေ့အကြုံတွေကိုဒါအင်မတန်မှသိလို့စိပြင်းပြတာမျိုးတွေကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ်ခင်ဗျာအဲ့လိုမျိုးဒီအာကာသယာဉ်မှုကဆွေးနွေးပို့ချမှုတွေပြီးဆုံးသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီကလေးငယ်တွေအနေနဲ့သူတို့ရဲ့သိကျင်တဲ့အကြောင်းအရာတွေသူတို့ရဲ့ဖြစ်ချင်တဲ့အိမ်မက်တွေကိုဘလို့အကောင့်ထဲဖော်ခွင့်ရနိုင်မလဲအဲ့ဒီအိမ်မက်တွေကိုအကောင့်ထဲဖော်မယ်ဆိုလို့ရှိရင်သူတို့တွေဘလို့ကြိုးစားဖို့လိုအပ်တယ်လဲဆိုတာကိုလည်းဒီအာကာသယာဉ်မှုကြီးကရှင်းပြပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေးငယ်တွေအတွက်များစွာမှာအကျိုးအထောက်အကူပြုခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီပြပွဲကြီးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါဒီနိုဝင်ဘာလ30ရက်နေ့ကကျွန်တော်တို့ဒီရခိုင်နက္ခတ္တရာပြကန်းကိုအစိမ့်မြင့်နေကြတဲ့ဒီအာကာသပြတဲ့ရန်ကုန်မှာဆိုလို့ရှိရင်လည်းဒီအာကာသနည်းပညာနဲ့ဆိုင်တဲ့အကြောင်းအရာတွေဒီစက်ကြောလိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့ဒီပြတိုက်အစိမ့်မြင့်နေထားတာလည်းဖြစ်ရှိပါတယ်ခင်ဗျာအဲ့ဒီမှာဆိုလို့ရှိရင်လည်းဒီအာကာသနည်းပညာကိုစိတ်ဝင်စားတဲ့ကျောင်းသူကျောင်းသားတွေမိဘပြည်သူတွေအနေနဲ့ဒီအာကာသပြတဲ့ရန်ကုန်ကိုတွားရောက်ပြီးတော့မှလေ့လာနိုင်မှာဖြစ်ပါတယ်ခင်ဗျာ